2023ဒီဇင်ဘာလလောက်တုန်းကခရစ်စမတ်ပွဲလေးတစ်ခုမှာကျွန်တော်အင်္ဂလိပ်တရားဟောတော့တရားဟောပြီးခါနီးမှာပြိတ္တတွေကလူတစ်ယောက်ကကျွန်တော်ရေတက်မှုနဲ့ပေါက်တယ်ကျွန်တော်မျက်နှာကိုမှန်သွားတယ်ဒါနဲ့ကျွန်တော်တရားကိုတော့ပြီးအောင်ဆက်ဟောတယ်ဟောပြီးတဲ့ခါမှာဆင်းဟောရောက်တော့စီစဉ်တဲ့လူတွေကိုကျွန်တော်စိတ်ဆိုးတယ်မင်းတို့ဘာကြောင့်မလို့အခုလိုမျိုးဖြစ်တဲ့သူကိုမကြည့်ဘူးလားနော်တေချာလေးစီစဉ်ဖို့အဲ့ဒါမပြီးသေးဘူးကျွန်တော်ဖះကိုလည်းကျွန်တော်အပြစ်တင်တယ်ဖះတခင်ကျွန်တော်ကကိုတို့ရဲ့အင်္ဂလိပ်တရားစကားကိုပြောတာဒီရေတန့်ဘူးပေါက်တဲ့သူကိုတော့မှဘုရားကမကကွယ်ပေးဘူးလားဘာလားပေါ့ဒါနဲ့ကျွန်တော်ညရောက်တော့ကျန်းစာဖတ်တဲ့အခါမှာရှင်ပေါလုဟာသူ့ရဲ့အင်္ဂလိပ်ခရီးစဉ်မှာသူ့ကိုတတ်မယ်ဆိုမှဝိညာဉ်တော်ကဖွင့်ပြပေးမဲ့လေသူဟာတုံဆိုင်ခြင်းမရှိဘုရားကိုအပြစ်တင်ခြင်းမရှိဘဲနဲ့အဲ့ဒီခရီးစဉ်ကိုသွားတယ်ဆိုတာကိုတွေ့ရတယ်ဒါပေမဲ့မပြီးသေးဘူးသူဘာပြောထားလဲဆိုတော့ကျေးဇူးတော်ကြောင့်နဲ့ဆင်းရဲဒုက္ခကိုခံရတယ်ဆိုပြီးမှကျေးဇူးတော်ကြီးမွမ်းသွားရောအဲ့ဒီအခါမှာမှလေငါဟာတော်တော်ကျေးဇူးကမ်းတဲ့သူပါလား။ဘာကြောင့်လဲဆိုရင်ရှေ့ကပွဲတွေမှာကျွန်တော်အင်္ဂလိပ်ဟောတဲ့အခါမှာလူတွေခေါ်ပိတ်လက်ခံတာတွေအများကြီးရှိတယ်။လူတွေဝမ်းမြောက်ဝမ်းသာနဲ့ကျွန်တော်ကိုကြိုးဆိုတာတွေရှိတယ်။ကျန်းစာတင်တဲ့အစီအစဉ်တွေမှာဆိုရင်လည်းလူတွေမျက်ရည်နဲ့ဆက်ကပ်ပြီးမှဆုတောင်းခံတာတွေရှိတယ်။အဲ့ဒီအရာတွေကိုကျွန်တော်ကကျတော့ပျော်မွေ့ထားပြီးအခုရေတက်ဘူးနဲ့ပေါက်ခံရမှာဘုရားခင်ကဘာလုပ်တာလဲဆိုကျွန်တော်အပြစ်တင်မိကျွန်တော်တော်ကျေးဇူးကမ်းတဲ့သူပဲရှေ့ကပွဲတွေမှာလူတွေတူးထီပြီးခွန်အားရခဲ့တဲ့ဥစ္စာကိုကြောင့်ကျွန်တော်ကျေးဇူးတော်ကြီးမမှုမေ့နေခဲ့တယ်ဒါပေမဲ့ခက်ခဲခြင်းတစ်ခုလေးကြုံတာနဲ့ကျွန်တော်ဒီဘုရားကိုပြစ်တင်ပြီးတယ်ကျွန်တော်ဒီတော်ကျေးဇူးကမ်းတဲ့သူဖြစ်တယ်အဲ့တော့ယောမအခန်းကြီး1အငယ်21မှာဘုရားသခင်ကိုချီးမွမ်းတင့်တဲ့အတိုင်းမချီးမွမ်းကျေးဇူးတော်ကိုလည်းမတိမမတ်အချီးအနီးတွေးဆခြင်းတတိမရှိတော်စိတ်နှလုံးမိုက်မဲခြင်းတို့ရောက်တဲ့ကြ၏တဲ့အဲ့တော့ဖခင်တခင်ကိုကျေးဇူးကမ်းလိုက်တဲ့အခါမှာအချီးအနီးတွေးပြီးမှဖခင်ကိုပြစ်တင်ခဲ့မိတယ်ဖခင်တခင်ကျွန်တော်ကိုခွင့်လွှတ်ပါဖခင်တခင်ပို့ဆောင်လို့ကျွန်တော်ဒီနေ့ဒီအခြေအနေမှာဒီလူတွေကိုကျွန်တော်ဒီလိုဟောခွင့်ရတယ်ကိုတော့ပို့ဆောင်လို့ပါကျွန်တော်တော့ဘာမှမတတ်နိုင်ဘူးအခုလိုနေရာမျိုးရနေတာလေဒါဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်ရနေတာဆိုပြီးဖခင်ကိုပြန်ပြီးတောင်းပန်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေဆင်ခြင်ရမှာကကိုအစဉ်ပြေနေတဲ့အချိန်မှာကျတော့မတိတလူလေးနေပြီးတော့ခက်ခဲတဲ့အခါကျမှဖခင်ကိုပြစ်တင်တာဒီအင်မတန်မှမိုက်မဲတဲ့လုပ်ရဖြစ်တယ်နော်အစင်ပြေတဲ့အရာတွေကိုပြန်ပြီးမှဖခင်ခင်ငါ့ကိုအကောင်းဆုံးပို့ဆောင်ခဲ့ပါလားဆိုပြီးမှကြီးတော့ချီးမွမ်းလို့ရှိရင်ချီးမွမ်းစရာတွေမနှဲမနှောပဲရှိပါတယ်ကျွန်တော်တို့ယုံကြည်သူတွေဟာဘယ်အချိန်မှပြုတ်လက်သက်လဲဆိုရင်ဖခင်တခင်နဲ့မပျော်မွေ့ပဲနဲ့ဖခင်ပေးတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့တွားပြီးပျော်မွေ့တဲ့အခါမှာကျွန်တော်တို့ဟာပြုတ်လက်သက်ပါတယ်ဖခင်နဲ့မပျော်မွေ့ပဲနဲ့ဖခင်တခင်ပေးထားတဲ့ကောင်းကြီးနဲ့ပဲပျော်မွေ့တဲ့အခါမှာဖခင်ပေးတဲ့ကောင်းကြီးပျောက်တဲ့နေ့ကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းလဲပျောက်တဲ့နေ့အဲ့လိုဖြစ်သွားရောကျမ်းစာထဲမှာပါတဲ့ဒါဝိဒ်ဟာသူရှင်ဘရင်ဖြစ်တဲ့အခါမှာလဲဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်တယ်လို့သူဒုက္ခရောက်ပြီးမှလူတွေသူ့ကိုလိုက်တတ်တယ်လိုက်ပြီးဒုက္ခပေးတယ်တောထဲကိုပြေးနေရတဲ့အချိန်မှာလဲသူတချင်းဆိုနိုင်တယ်သူကျေးဇူးတော်ချီးမွမ်းနိုင်ရယ်နော်ဘာကြောင့်လဲဆိုရင်ဒါဝိဒ်ဟာဘုရားပေးတဲ့အရာနဲ့ပျော်မွေ့တာမဟုတ်ဘဲနဲ့ဘုရားသခင်နဲ့ပျော်မွေ့ထားတဲ့အခါမှာဘယ်လိုအခြေအနေပဲဖြစ်ဖြစ်သူတချင်းဆိုနိုင်တယ်ဒါကြောင့်ဘယ်အခြေအနေပဲဖြစ်ဖြစ်ဘုရားနဲ့ပဲပျော်မွေ့ပါဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်ပါခက်ခဲသည့်ကာလဖြစ်ဖြစ်အစဉ်ပြေတဲ့ကာလဖြစ်ဖြစ်ဘုရားနဲ့ပျော်မွေ့ရင်ဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းရင်ရှောက်လန်းတတ်တော်ယုံကြည်သူတွေဖြစ်ကြရအောင်အပတ်တိုင်းတနင်္ဂနွေညမြန်မာစံတော်ချိန်9:00 နာရီကနေ10:00 နာရီမှာ Zoom ကနေပုံမှန်မိတ္တဟာရဝုပြုခြင်းစီစဉ်ရှိပါတယ်လာရောက်ပါဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် comment မှာ Zoom ID နဲ့ password လေးကိုကျွန်တော်ချထားပေးပါမယ်အရောက်တိုင်းကိုတခင်ယေရှုနာမနဲ့ကြိုးဆိုပါတယ်အားလုံးပြန်ကောင်းချီးရှိပါစေ